ကျမတို့ကဗိုက်တာမင် E ကိုတောက်သုံးခြင်းအပြင်ဘာတွေကောင်းစေလဲဆရာမဘာတွေကောင်းမှလဲဆိုလို့ရှိရင် hair skin nails ပေါ့နော် hair သပင်နဲ့ပတ်သက်လို့လေသူသပင်ရဲ့ဥယျာဉ်ပြားကိုတန်ဆွမ်းစေတယ်သပင်ကိုတန်စေနိုင်တယ် skin ဆိုလို့ရှိရင်အရေပြားမှာဆိုလို့ရှိရင်ဆရာမတို့ရေမတိုင်းမီဦးမင်းရေရာတွေအသားရည်ခြောက်တာတွေဒါတွေကိုဆိုပြေစီတယ်ပေါ့နော်နောက်ပြီးတော့ nail ဆိုလို့ရှိရင်ခြေသေးလက်သေးတွေကျွတ်ဆက်တာတွေဒါမျိုးတွေကိုကောင်းစေတယ်အဲ့ဒါအပြင်ကိုသူကနည်းနည်းချက်ချက်အိပ်ပျော်တဲ့ဂုဏ်သက်တည်လေးလည်းရှိသေးတယ်အဲ့ဒါအပြင်ကိုဒီကလေးယူမဲ့ပေါ့နော် couples day ဆိုလို့ရှိရင်ကြိုတောက်ထားခြင်းအပြင်ကလေးရဖို့အတွက် chance တွေအများကြီးရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေများစွာရှိတဲ့အတွက်ကြောင့် vitamin E ကိုဆရာမတို့ဒီ couples day ရောမျိုးသမီးတို့ရောတောက်သုံးသင့်တယ်လို့ဆရာမအကြံပေးလိုပါတယ်ဗိုက်တာမင် E ကဒါဆိုလို့ရှိရင်ဆရာမဘယ်လောက်တောက်ရမလဲအများကြီးတောက်ရမှာလားဆိုလို့ရှိရင်သူ့မှာ upper limit ရှိတယ် upper limit ကကြတော့ဒီ16နှစ်အထက်ဆိုလို့ရှိရင်1000 microgram နဲ့မကျော်သင့်ဘူးပေါ့နော်ဆိုတော့ဆရာမတို့အခုဒီဈေးကွက်မှာတွေ့နေရတဲ့ဆေးတွေကကြတော့200 400ဒီလိုပဲရှိတဲ့အခါကြတော့ဆရာမတို့ upper limit ကျော်ပြီးတော့ဗိုက်တာမင် E ရဲ့ side effect တွေ toxicity တွေရှိမှာမျိုးတွေကိုမပူရပါဘူးလို့ဆရာမကပြောလို့ပါအဲ့ဒီအတွက်ကြောင့်ဆရာမတို့ဈေးကွက်မှာတွေ့နေရတဲ့ဆေးမျိုးစားတွေကိုစိတ်ချလက်ချနဲ့ဒီ200 microgram ပေါ့နော်200 microgram 400 microgram ဆေးတွေကိုစိတ်ချစွာတောက်သုံးလို့ရပါတယ်လို့ toxicity က1000ကျော်မှပဲသူ့ရဲ့ toxicity ကိုပြတာဖြစ်ပါတယ်